မင်္ဂလာပါရှင် ဟိုပထမဆုံးအနေနဲ့ပေါ့နော်အမနာမည်လေးရယ်ပြီးတော့ဘယ်ကနေပြီးတော့လာရောက်တက်ရောက်လဲဆိုတာနည်းနည်းလေးမိတ်ဆက်ပေးပါလား ဟုတ်ကဲ့ရှင်ညီမတို့ကတော့ဒီမန်လေးမှာပေါ့နော်ရုံးချုပ်ကရှိရဲ Greenland Solar ကနေပြီးတော့လာတာပါရှင်ဟုတ်ကဲ့ဟုတ်အမနာမည်ကမမြတ်ဖူးသေးပါရှင် ဟုတ်ရပြီဟုတ် ဟုတ်ကဲ့ ဟိုပြီးတော့ပေါ့နော်ဒီအမဒီပွဲလေးကိုတက်ရောက်ရတဲ့ရည်ရွယ်ချက်လေးပေါ့ဟိုဘာလို့တက်ရောက်ရလဲနည်းနည်းလေးပြော အဓိကတော့ဒီ product launch လုပ်မယ်ဆိုတာလည်းကြားရပေါ့နော်အဲ့ဒါဆိုညီမတို့ပေါ်စီကလည်းလန့်ခေါ်တာရဲ့နဲ့ဒီလိုလေးရုပ်တရက်လေးရောက်လာလိုက်တာရှင်ဟုတ်အလုံးလုံးနေနဲ့ရောက်လာလိုက်တာရှင်ဟုတ် ပြီးတော့ဒီအမတို့ Rowan နဲ့အတူလက်တွဲပြီးတော့ပူပေါင်းလုပ်ကန်နေတာဘယ်လောက်ကြာပြီလဲမသိဘူးအဲ့ကြုံနေတယ်တော့ရှင်း တော်လေးကြာပြီရှင်ညီမတို့ကပုံမှန်လီဆိုလာလောကဝင်တော့2005လောက်ကဝင်တာပေါ့နော်အများဆုံး site တွေလုပ်ခဲ့ရတာဆိုတော့2018 19လောက်ကပေါ့နော်ဆိုတော့အခုအမှန်တမ်းပြောမှဆိုတော့အသုံးအများဆုံးဆိုတော့ Grover လို့ပြောလို့ရတယ်ရှင်ဟုတ် Grover ညီမတို့ 6K တို့ 12K တို့အများကြီးဖြုံးခဲ့ပွေရှင်ဟုတ် ရောင်းအောင်တော့ပါ ဟုတ်ကဲ့ရှင်ဟုတ် အဲ့ဆိုရှင်အမအမြင်ပါပေါ့နော်ဒီ Grover product တွေထဲမှာ brand product တွေကဒီလူကြိုက်အများဆုံးဖြစ်မလဲပေါ့ အခုအဓိကကတော့ညီမတို့အသွက်ဆုံးဆိုရင်တော့6 kg ပဲပေါ့ 6 kg 6 kg ပဲကအခုထိလဲညီမတို့ဆိုင်မှာဆိုရင်လည်းအယောင်အများဆုံးထဲမှာရောက်နေရပေါ့ ခုထိလည်းရောင်းနေရတော့ ခုထိလည်းရောက်နေရရဲ့ရှင်ဟုတ် ပြီးတော့ဟိုပါပေါ့Rowan နဲ့အတူလက်တွဲလုပ်တဲ့ချိန်မှာ error တွေပိုင်းအဲ့လိုဖြစ်တာမျိုးရှိတာပေါ့ဒီ brand တွေပိုင်းနဲ့ပတ်သက်ပြီးတော့အမဘယ်လိုမျိုးမြင်လဲမသိရရင် အဲ့ဒါကတော့ဘယ်လိုပြောမလဲ Grower ဆိုရင်အကိုကအဓိကကတော့ညီမတို့ဒီမြန်မာနိုင်ငံ market မှာနေတာလဲကြာပြီအကိုရဲ့ဆိုကြတော့ညီမတို့ယုံကြည်မှုတစ်ခုအနေနဲ့ဆိုရင်လည်းဒီ service လုပ်လာလည်းမနှဲတော့ဘူးဆိုကြတော့ညီမတို့ကရောင်းတဲ့သူအနေနဲ့လည်းညီမတို့က Grover ကို recommend ပေးဖြစ်တယ်ဆိုကြတော့ညီမတို့ရဲ့ coupon project တွေဆိုတော့ Grover ကိုလုပ်ဖြစ်တယ်ပြီးတော့ service center တွေလည်းအကိုကအများကြီးရှိရလေဆိုတော့ကြောင့်ညီမတို့အတွက် service ကတော့တော်လေးအဆင်ပြေပါရဲ့ရှင့်ဟုတ်နောက်ပိုင်းအကိုတို့ဒီ running ကိစ္စပြောင်းသွားတဲ့ကိစ္စလေးအဲ့ဒါဆိုလည်းအများကြီးအဆင်ပြေသွားတယ်အကိုပြီးတော့ကောင်းပါ ဟုတ်ဒီကောင်းပါပါရှင့်ဟုတ်ကဲ့ရှင့်ဟုတ် ဟိုအခုလိုပဲဖြစ်ဖြစ်တော့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင့်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်